ကိုကြီးကအကြောင်းရှင်းပြမယ်ကားမောင်းရင်ဂီယာတွေချောမွေ့စွာမရွေ့တော့ဘူးလားဂီယာထဲလိုက်ရင်20စက္ကန့်လောက်နောက်ကျမှဆွဲလားအရှင်တက်တဲ့အခါဂီယာတွေရွှေလုံနေလားဒါဆိုရင်ဂီယာစီ transmission fluid ပြဿနာရှိနေပြီဂီယာစီရဲ့အလုပ်ကဂီယာအတွင်းပိုင်းအစိတ်အပိုင်းတွေကိုချောစီပေးတယ်အေးခံပေးတယ်ဂီယာပြောင်းဖို့ hydraulic ဖိအားကိုပို့ပေးတယ်ဘယ်လိုစစ်ဆေးမလဲအဆင့်များအဆင့်1 auto gear အတွက် engine ကိုအပူချိန်ပုံမှန်ရောက်အောင်မိနစ်20လောက်မောင်းပါပြီးရင် engine ဖွင့်ထားပြီးကားကို park ပြီးတဲ့ထဲပါတတိထားတချို့ကားက neutral and တဲ့ထဲရတယ်ကားစာအုပ်ဖတ်ပါအဆင့်2 transmission dipstick ကိုရှာပါများသောအားဖြင့် engine C dipstick နဲ့မတူဘူးအဝါရောင်ဒါမှမဟုတ်အနီရောင်လက်ကင်ပါတယ်အဆင့်3 dipstick ကိုနှုတ်တန်ရှင်းတဲ့အဝတ်နဲ့တုပ်ပြန်ထည့်ပြန်နှုတ်အဆင့်4စီရောင်နဲ့အနံ့ကိုကြည့်ပါကောင်းတယ်အနီရောင်ဒါမှမဟုတ်ပန်းရောင်အနံ့ကြက်ဥပြုံးနှံ့လို့ရှိတယ်ဆိုးတယ်အညိုအနက်ရောင်မီးလောင်နှံ့ဒါမှမဟုတ်ခြင်နှံ့ရနေဘယ်ချိန်လဲမလဲတာမန်အချိန်ဒီမှာကီလိုမီတာ4000မှ8000ကြားမှာတစ်ချိန်လဲတဲ့နေဒါပေမဲ့အယောင်ဒါမှမဟုတ်အနံ့ပြောင်းရင်ချက်ချင်းလဲပါသတိပေးချက်ဂီယာစီကိုလစ်လူရှုရင်ဂီယာဘောက်စ်လုံးဝတည်နိုင်တယ်ဂီယာအသက်လဲရတဲ့စိတ်ကကားတစ်စီးဘိုးလောက်တောင်ရှိနိုင်တယ်ဒါကြောင့်ဂီယာစီကိုပုံမှန်စစ်ပါလိုအပ်ရင်အချိန်မီလဲပါဂီယာစီလေးကိုဂီယူဆိုင်ပါကားရဲ့နှလုံးသားကိုအသက်ရှည်အောင်ထိမ့်ပေးမှာပါနေ့စဉ်9မိနစ်စာကိုကြီးတို့နဲ့တူလေးလာပြီးတငယ်ချင်းတွေကြမှာကားဆရာကြီးဖြစ်လိုက်ပါ